InShot application နဲ့ဒီ TikTok application ပေါ့နော်အခုမှစပြီးတော့ရင် TikTok မှာဗီဒီယိုဖန်တီးမဲ့သူတွေအတွက်အလွယ်ကူဆုံး editing လုပ်လို့ရမယ် app နှစ်ခုကိုဒီဗီဒီယိုမှာပြပြပေးသွားချင်ပါတယ်ကိုကအခုမှလည်းစလုပ်တဲ့ဗီဒီယို editing ကပြီးတော့ရင်တွေးနေတဲ့သူတွေအတွက် link ကိုယ်တိုင်အသုံးပြုတဲ့ app နှစ်ခုကိုဒီဗီဒီယိုမှာပြပြပေးသွားချင်ပါတယ်အဲ့ဒါကဘာလဲဆိုတော့InShot application နဲ့ဒီ TikTok application ပေါ့နော်။နေ့ကကြတော့တစ်ခါလေးကြောက်လို့ရှိရင်အရင်အလုံးမအားတဲ့အခါအလုံးနှောက်ကြတဲ့အခါဗီဒီယိုကလည်းတင်ကျင်တယ်အဲ့ဒီအခါမှာလင်းဟာ TikTok မှာပဲတစ်ခါတည်းedit ပြီးတော့တစ်ခါတည်းတင်လိုက်တယ်ပေါ့နော်။တကယ်လို့ကိုကအချိန်နည်းနည်းရတဲ့ဗီဒီယိုလေးတွေတစ်ခါစမတ်ကြကြလေးတင်ကျင်တယ်ဆိုရင်တော့ InShot ဆိုတဲ့ application နဲ့မှာသွားပြီးတော့ရင်ဖန်တီးလိုက်တယ်ပေါ့နော်ဒါကတော့ကိုကအခုမှစပြီးတော့ရင်ဗီဒီယို editing TikTok မှာအခုမှစပြီးတော့ရင်ဗီဒီယိုဖန်တီးခြင်းနဲ့ editing လုပ်ရတာအရန်ခက်တယ်လို့တွေးနေတယ်ဆိုလို့ရှိရင်ဒီ app နှစ်ခုကိုအကောင်းဆုံးအသုံးချကြည့်ပါသိချင်တာရှိရင် comment မှာရေးလာခဲ့ပေးပါနောက်ထပ်ဗီဒီယိုမှာလာပြီးတော့ရင်ပြောပြပေးသွားမှာဖြစ်တဲ့ကြောင်းမလို့ဒီဗီဒီယိုလေးကအကျိုးရှိတယ်ဆိုရင်လည်းနောက်ထပ်ဗီဒီယိုမှာပြန်ဆုံပါမယ်အားလုံးကိုကျေးဇူးတင်ပါတယ်